ကျွန်တော်မတော်တဆတန်ရှင်းသူတို့ရဲ့တာလစ်မန်12ခုကိုရရှိခဲ့တယ်ဒါပေမဲ့စနစ်ကအစမှာတစ်ခုတည်းကိုသာရွေးချယ်ခွင့်ပေးခဲ့တယ်ကျန်တာတွေကတော့ဂုံသတင်းအမှတ်တွေရရှိမှတစ်ခုချင်းစီပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်တယ်တေချာစဉ်းစားပြီးနောက်ကျွန်တော်နောက်ဆုံးမှာမျက်နှာလစ်မန်ကိုရွေးချယ်လိုက်တယ်ယောဂမျိုးမျိုးကိုကုသပေးနိုင်တဲ့စွမ်းအားရှိတာကြောင့်ခေတ်သစ်ကဘာမှာနတ်ဆေးဆရာတယောက်ဖြစ်လာနိုင်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့မကြခင်မှာကျွန်တော်သဘောပေါက်သွားတယ်ဒီလိုတဘာဝလွန်စွမ်းအားတွေကိုလက်ရှိခေတ်မှာထုတ်ဖော်ပြတာကပြဿနာကိုကိုယ့်ဘာသာဖိတ်ခေါ်သူပဲဖြစ်မယ်ကံကောင်းစွာနဲ့စနစ်ကအတော်လေးရရောခဲ့ပြီးရှေးခေတ်လောကစီကိုတိုက်ရိုက်သွားနိုင်တဲ့အပေါက်တစ်ခုဖွင့်ပေးခဲ့တယ်အဲ့ဒီအချိန်မှာရဲရင်တဲ့အကြံတစ်ခုချက်ချင်းပေါ်လာခဲ့တယ်ခေတ်သစ်ကဘာမှာနတ်ဆေးဆရာလုံနေမဲ့စားရှေးခေတ်ကိုသွားလိုက်ရင်မကောင်းဘူးလားတောထဲမှာအထီးကျန်ကြင့်ကြံနေတဲ့မတေမျိုးတယောက်လိုဟန်ဆောင်ပြီးနတ်ဖျားစွမ်းအားတွေကိုအသုံးပြုပြီးဂုံသတင်းကိုတဖြည်းဖြည်းတိဆောက်မယ်အချိန်ဖြုံးနေလို့မဖြစ်ဘူးကျွန်တော်ချက်ချင်းလှုပ်ရှားလိုက်တယ်ရှေးခေတ်ပုံစံအဝတ်စားတစ်စုံလုံးကိုဝယ်လိုက်ပြီးလိုအပ်တဲ့အသုံးဆောင်ပစ္စည်းအမျိုးမျိုးကိုလည်းပြင်ဆင်လိုက်တယ်အရာအလုံးကိုတေချာစစ်ဆေးပြီးနောက်ကျွန်တော်တကားပေါက်ကိုဖျက်ဝင်လိုက်တယ်တကားပေါက်ကိုဖျက်ဝင်ပြီးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါရှေးခေတ်ကဘာရဲ့တောင်ထိပ်တစ်ခုပေါ်မှာရပ်နေခဲ့တယ်ဒီရှေးခေတ်ကဘာရဲ့တောင်ထိပ်တစ်ခုပေါ်မှာရောက်နေခဲ့တယ်ကျွန်တော်မှန်ပြောင်းကိုထုတ်ပြီးပတ်ဝန်းကျင်ကိုလေ့လာလိုက်တယ်ထင်ထားတဲ့အတိုင်းမဝေးတဲ့နေရာမှာရွာတရွာရှိနေတယ်ဒါပေမဲ့ကျွန်တော်ကတော့အယူလိုတန်းဆင်းသွားမှာမဟုတ်ဘူးမတေမျိုးတယောက်ဆိုတာသူနဲ့လိုက်ဖက်တဲ့ဂုံရှိန်ဝါရှိရမယ်အဲ့ဒီလိုအရှိန်ဝါမျိုးကိုအရင်ဖန်တီးဖို့လိုအပ်တယ်လူသားတွေကိုကျွန်တော်စီအရင်လာအောင်လုပ်ရမယ်ကြိုတင်ပြင်ဆင်ထားတဲ့ရေခဲ6မြူတွေကိုဖြန့်လိုက်တယ်ထူထပ်တဲ့တိမ်တွေနဲ့မြူတွေကချက်ချင်းပဲတောင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်ချက်ချင်းပဲမတေမျိုးတွေနေထိုင်ရလို့အငွေ့သက်ကိုဖန်တီးလိုက်တယ်ပြီးတော့အင်အားမြင့်မီးမောင်းကိုဖွင့်လိုက်တယ်အားပြင်းတဲ့မီးဖြူရောင်အလင်းတန်းကကောင်းကင်ဘုံသို့တန်းတက်သွားတယ်အဲ့ဒီအလင်းတန်းကဘလို့မှမမြင်ပဲမနေနိုင်တော့အောင်ထင်ရှားနေတယ်တောင်အောက်ကရွာထဲမှာတော့ရွာသူကြီးကြောက်မောင်ဟာအလွန်စိုးရိမ်နေတယ်ဒီရွာကတစ်ချိန်ကအေးချမ်းတဲ့ရွာလေးတစ်ရွာဖြစ်ခဲ့တယ်ဒါပေမဲ့ရုတ်တရက်ကက်ယောဂတစ်ခုကြားရောက်လာပြီး10ရက်ကျော်ကြာတဲ့အထိမရက်တန်သေးဘူးရွာတစ်ရွာလုံးဖျို့ဖျဲဖြစ်သွားခဲ့တယ်လူတိုင်းကအကူညီမဲ့နေကြတယ်ရွာသူကြီးခမည်းကဒီရွာမှာပညာတတ်ဆုံးပဲကျေးဇူးပြုပြီးတခုခုအကြံထုတ်ပေးပါဦးကျွန်တော်သမီးညံညံကိုကယ်ပေးပါမုတ်ဆိုးရှီမုံကတောင်းပန်လိုက်တယ်ရှီမုံဟာဒူးထောက်ချလိုက်ပြီးမျက်ရည်တွေကျလာတယ်သူ့ဘေးမှာတော့ကလေးမလေးညံညံဟာမျက်နှာဖြူဖက်ဖြူရောနဲ့အသက်မဲ့တလို့ဖြစ်နေခဲ့တယ်သူ့ခန္ဓာကိုယ်ကရေခဲလိုအေးဆက်နေပြီးအသက်ရှူတန်းလဲအလွန်အားနည်းနေတယ်ဒီကက်ယောဂါကိုကုသနိုင်တဲ့နည်းလမ်းမရှိဘူးကောင်းကင်ကနေစစ်မှန်တဲ့မတေမျိုးတစ်ပါးဆင်းသက်လာမှသာကယ်တင်နိုင်လိမ့်မယ်လို့ကြောက်မောင်ကအားမလို့အားမရနဲ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာအဝေးကတောင်ပေါ်ကနေအလင်းတန်းကြီးတစ်ခုရုတ်တရက်ကောင်းကင်ကိုထိုးတက်သွားတယ်ဟင်းလူတိုင်းအံ့ဩသွားကြတယ်ရွာသူကြီးဒါကမင်္ဂလာနိမိတ်ပဲကြောက်မောင်ကပြောလိုက်တယ်ကြောက်မောင်ကအံ့အားသင့်ပြီးမျက်လုံးပြူကမောကြည့်လိုက်တယ်တကယ်ပဲမတေမျိုးတစ်ပါးပေါ်ထွန်းလာတာများလားတွားကြည့်ကြစို့နမကျန်းဖြစ်နေတဲ့ရွာသားတွေကအာတင်ပြီးထားရက်လိုက်ကြတယ်ပြီးတော့အချင်းချင်းဖေးမကူညီရင်တောင်ဘက်ကိုထွက်လာကြတယ်ခဏနေဦးအလောတကြီးမလောက်ကြနဲ့ကြောက်မောင်ကရုတ်တရက်အော်ဟစ်တားလိုက်တယ်အဲ့ဒီတောင်ကဒီနေရာကနေအနည်းဆုံး8လီလောက်ဝေးတယ်လက်ရှိအခြေအနေနဲ့တွားရင်မင်းတို့ခန္ဓာကိုယ်ကမခံနိုင်ဘူးအခုတောင်သေခါနီးနေကြပြီဒီအခြေအနေနဲ့ဘယ်လိုတွားနိုင်မှာလဲပြီးတော့အခုကညအချိန်တောရိုင်းတိရစ္ဆာန်တွေထွက်ချက်တဲ့အချိန်ပဲအရန်အနေရများတယ်မိုးလင်းတဲ့အထိစောင့်တာပိုကောင်းမယ်ရွာသားတွေကကြားရတော့တွေ့ဝေးနေကြတယ်ဒါပေမဲ့ရှီမုံကရုတ်တရက်ထားရက်လိုက်တယ်မိုးလင်းတဲ့အထိစောင့်ရင်ကျွန်တော်သမီးညံညံကမခံနိုင်တော့ဘူးကျွန်တော်တယောက်တည်းသွားမယ်မတေမျိုးကိုတွေ့နိုင်ရင်အသက်ကိုပေးရရင်တောင်ကျွန်တော်နောက်တရမှာမဟုတ်ဘူးပြောပြီးတာနဲ့ရှီမုံကတောင်ပေါ်ကိုဥတီထွက်သွားတယ်သူ့ကိုမြင်လိုက်တဲ့ရွာသားတွေအားလုံးလည်းတိတ်ဆိတ်သွားကြတယ်ကျွန်တော်အရင်သွားပြီးမတေမျိုးကိုရှာတွေ့အောင်လုပ်မယ်ပြီးရင်သူ့ကိုခေါ်လာပြီးရွာသားတွေကိုကယ်တင်ပေးမယ်စိတ်ပူနေပေမဲ့ကြောက်မောင်မှာတခြားရွေးချယ်စရာမရှိတော့ဘူးသူခေါင်းညှိလိုက်ပြီးတတိထားသွားတော်လို့မှားလိုက်တယ်စိတ်မပူပါနဲ့ရွာသူကြီးကျွန်တော်တေချာပေါက်ပြန်လာခဲ့မယ်ကျွန်တော်တို့ရွာသားတွေကိုစိတ်ပြက်စေမှာမဟုတ်ပါဘူးလို့ရှီမုံပြောလိုက်တယ်ပြီးတော့ရှီမုံကဓာမောက်ကိုယူမီရှုတိုင်ကိုထုံပြီးတောင်နဲ့ကြီးတဲ့ကိုအလင်းအမြန်ပြေးဝင်သွားခဲ့တယ်တစ်ဖက်မှာတော့ကျွန်တော်ကရွာသားတွေရဲ့လှုပ်ရှားမှုအားလုံးကိုမှန်ပြောင်းနဲ့စောင့်ကြည့်နေခဲ့ပြီးအပြုံးကိုတော့မဖုံးကွယ်နိုင်တော့ဘူးငါကတော့ငါးမြချိတ်ကိုကိုက်မိသွားပြီကျွန်တော်ကကြောက်ပြားညီတစ်ခုပေါ်ကိုအေးအေးဆေးဆေးသွားထိုင်လိုက်တယ်ခြေထောက်ခွေထိုင်ပြီးတရားထိုင်နေတယ်လို့ဟန်ဆောင်လိုက်တယ်အေချမ်းပြီးလော်ကီကိုကြော်လွန်နေတဲ့မတေမျိုးတွင်ကိုစောင့်ထားလိုက်တယ်တစ်ဖက်မှာတော့ရှီမုံကတောင်ကြီးကိုရောက်လာချိန်မှာအသက်ရှူပြင်းနေခဲ့တယ်သူဟာတောင်ကြီးကိုနောက်ဆုံးတော့ရောက်လာခဲ့တယ်ရုတ်တရက်တာရဲ့အော်တန်ကြီးတစ်ခုညစ်ရန်ကိုပဲ့တင်ထက်သွားတယ်ထို့နောက်ဝင်ပလွေတဒါစင်ကျော်ကပေါ်လာပြီးသူ့ကိုဝိုင်းရန်ပိတ်ဆို့လိုက်ကြတယ်သူဟာထွက်ပြေးစရာလမ်းမရှိတော့ပဲပိတ်မိသွားတယ်ကျွန်တော်စိတ်ထဲချက်ချင်းထိတ်လန့်သွားတယ်တခုခုများလွဲသွားပြီလားကျွန်တော်ဒရုန်းကိုချက်ချင်းလွတ်ပြီးစစ်ဆေးလိုက်တယ်ဌာနပြင်ပေါ်ကမြင်ကွင်းကိုမြင်လိုက်ရတော့ရင်ထဲတင်းကျပ်သွားတယ်ရှီမုံဟာတောင်ဆောင်ပေါ်မှာဝင်ပလွေအုပ်ရဲ့ပိတ်ဆို့ခြင်းကိုခံနေရတယ်ဓာတ်ကိုမြောက်ကင်ထားပေမဲ့မျက်နှာအပြည့်စိတ်ပြက်အားငယ်မှုတွေနဲ့ပြည့်နေတယ်ဒီလူသားဒီနေရာမှာတည်သွားရင်ကျွန်တော်အစီအစဉ်တစ်ခုလုံးပျက်စီးသွားလိမ့်မယ်သူ့ရဲ့မီရှုတိုင်ကလည်းငြိမ်းသွားခဲ့ပြီးသူ့ခန္ဓာကိုယ်တစ်လျှောက်တန်ရာတွေနဲ့ဖုံးလွှမ်းနေတယ်သူ့ကိုဝိုင်းပတ်နေတဲ့ဝင်ပလွေတွေကိုကြည်ရင်သွားကိုတင်းတင်းကြိတ်ထားလိုက်တယ်သူ့ရင်ထဲမှာတော့အပြည့်ရှိသလိုခံစားချက်ပဲကြံရစ်ခဲ့တယ်နန်းနန်းရေးအဖေမင်းကိုစိတ်ပြက်စေခဲ့ပြီးမတေမျိုးကိုအဖေမခေါ်လာနိုင်ခဲ့ဘူးမတေမျိုးကိုပြန်မခေါ်လာနိုင်ခဲ့ဘူးသူအသက်နဲ့ရင်းပြီးနောက်ဆုံးတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာနားကွဲမတက်တနက်ပြစ်တန်တစ်ချက်ကညဉ့်ရန်ကိုလှုပ်ခတ်သွားတယ်ဝင်းပလွေဘရင်ရဲ့ခေါင်းကချက်ချင်းပောက်ကွဲထွက်သွားတယ်
ဝန်ပလွေအုပ်တစုလုံးကြောက်လန့်ပြီးနောက်ဆုတ်သွားကြတယ်ဒါကမတေမျိုးရဲ့နှက်စွမ်းအားပဲနောက်တစ်စက္ကန့်မှာတော့ရိုးရှင်းတဲ့ဝိယုံဝတ်ထားတဲ့လူတစ်ယောက်အပေါ်ကနေဆင်းသက်လာပြီးပုံစံထူးဆန်းတဲ့တန်လက်နဲ့တစ်ခုကိုကင်ထားတယ်တာရဲကောင်တွေငါနယ်မြေမှာတောင်းကျမ်းဖို့ဘယ်လိုလုပ်တတ်သိရှိတာလဲကြောက်နေကြပေမဲ့ဝန်ပလွေတွေကလုံးဝနောက်မဆုတ်သေးဘူးသူတို့ကအပြေးဝမဆုတ်ခွာသေးဘူးကျွန်တော်လည်းအချိန်မဆိုင်ပဲလက်နက်ကိုပြန်မြောက်လိုက်တယ်တနက်ကိုထပ်ချိန်လိုက်ပြီးနောက်ထပ်တစ်ချက်ထပ်ပစ်လိုက်တယ်တနက်တန်တစ်ချက်ထပ်မှန်ပေါ်ထွက်လာပြီးဝန်ပလွေတစ်ကောင်ချက်ချင်းတေဆုံးသွားတယ်ကျန်တဲ့ဝန်ပလွေအုပ်ကနောက်ဆုံးတော့ကြောက်လန့်ပြီးထွက်ပြေးသွားကြတယ်ရှီမုံကအလွန်အံ့ဩပြီးကျေးဇူးတင်စိတ်ပြည့်နဲ့ကြည်နေခဲ့တယ်သူချက်ချင်းဒူးထောက်ချလိုက်ပြီးမတေမျိုးရှင်ကျွန်တော်အသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်သူစကားဆက်မပြောနိုင်ခင်မှာကျွန်တော်ကလက်မြောက်ပြီးတားလိုက်တယ်ထပ်ဆန်းပါဒါကအရေးမကြီးတဲ့ကိစ္စပဲရှီမုံကကျွန်တော်ကိုထက်ခါဥညွတ်အယိုအသေးပေးပြီးမှထားလိုက်တယ်သူ့မျက်နှာပေါ်မှာတော့ကျေးဇူးတင်မှုနဲ့လေးစားမှုအပြည့်ပေါ်လွင်နေခဲ့တယ်သူကကျွန်တော်ကိုတကယ်မတေမျိုးတစ်ပါးလို့ယုံကြည်သွားခဲ့ပြီးကျွန်တော်ရဲ့အစီအစဉ်အောင်မြင်ဖို့ပထမဆုံးခြေလှမ်းစတင်ခဲ့ပြီးကျွန်တော်လက်ချောင်းထိပ်ကိုသူ့ခန္ဓာကိုယ်ပေါ်အသာတင်လိုက်တယ်ရှီမုံကနှွေးထွေးတဲ့စွမ်းအားတစ်ခုသူ့ခန္ဓာကိုယ်အနှံ့စီးဆင်းသွားတာကိုခံစားလိုက်ရတယ်သူ့တန်ရာတွေကချက်ချင်းပဲအနာကျက်သွားပြီးကက်ယောဂါရဲ့လက္ခဏာတွေလည်းလုံးဝပျောက်ကင်းသွားခဲ့တယ်သူကအကြိမ်ကြိမ်ဥချပြီးမတေမျိုးရှင်ကိုတော်ရဲ့နတ်ဖျားစွမ်းအားကအတူမရှိပါဘူးဒီအညံ့ခံကျွန်သားကဒီကျေးဇူးကိုတစ်သက်လုံးမမေ့နိုင်ပါဘူးကျွန်တော်ကတော့မျက်နှာထားကိုအေးဆက်တည်ငြိမ်အောင်ထားပြီးလူသားညစ်နဲ့တစ်ခေါက်မှဒီတောင်ပေါ်ကိုဘာကြောင့်တက်လာတာလဲကျွန်တော်ကအောက်ဘက်ကချင်းရွာကလာတာပါကျွန်တော်တို့ရွာမှာထူးဆန်းတဲ့ကက်ယောဂါတစ်ခုကြားရောက်နေပါတယ်လူအများအပြားတေဆုံးသွားခဲ့ပါပြီတနာတော်မူပါမတေမျိုးရှင်ကျေးဇူးပြုပြီးကျွန်တော်တို့ရွာသားတွေကိုကယ်တင်ပေးပါကျွန်တော်ကတမင်မျက်မှောင်ကျုပ်လိုက်ပြီးအေးဆက်ပြီးအလန်းဝေးတဲ့အမူအရာနဲ့ဟန်ဆောင်လိုက်တယ်မတေမျိုးနဲ့လူသားဟာတီးခြားလောကကလူတွေပါလောကီရေးရာတွေမှာငါမဝင်ရောက်ဆွတ်ဖက်တင်ဘူးမတေမျိုးရှင်ရွာသားအလုံးကအပြစ်မဲ့သူတွေပါကျွန်တော်ကကြိုတင်ပြင်ဆင်ထားတဲ့ဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်တယ်အဲ့ဒီဆေးလုံးကိုရှီမုံရဲ့လက်ထဲကိုပစ်ပေးလိုက်တယ်ဒီဆေးကိုရေနဲ့ဖြော်ပြီးတောက်ခိုင်းလိုက်ရွာသားတွေရဲ့ယောဂအလုံးပျောက်ကင်းသွားလိမ့်မယ်ရှီမုံကဆေးလုံးကိုတမိုးကြီးယတနာလိုတေးသေးချာချာလက်ခံယူလိုက်တယ်ထို့နောက်ဒူးထောက်ပြီးအကြိမ်ကြိမ်ဥညွတ်အယိုအသေးပေးလိုက်တယ်မတေမျိုးရှင်ရဲ့ကြီးမားတဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးရွာသားအလုံးကလည်းကိုတော်ရဲ့ကျေးဇူးကိုထာဝရအမှတ်ရနေကြပါလိမ့်မယ်ကျွန်တော်ကခေါင်းကိုအသာညှိလိုက်ပြီးသွားတော့နောက်မကြစေနဲ့တော်ဝင်မင်းဆက်ကဒီတိုင်းပြည်ကိုအုပ်ချုပ်နေတာလားမတေမျိုးရှင်ကျွန်တော်ကတောင်ပေါ်မှာနေတဲ့ဒေါသတယောက်ပါနန်းတွင်းရေးရာတွေကိုကျွန်တော်နားမလည်ပါဘူးကျွန်တော်သိတာဆိုလို့ဒီတိုင်းပြည်ကိုကြောက်မင်းဆက်က အုပ်ချုပ်နေတယ်ဆိုတာပါပဲကြောက်မင်းဆက်လို့ကြားလိုက်တာနဲ့ကျွန်တော်ဒီခေတ်ကာလကိုအကြမ်းဖျင်းသဘောပေါက်သွားတယ်ဒါပေမဲ့ကျွန်တော်မျက်နှာမှာဘာအမူအရာမှမပြောင်းလဲခဲ့ဘူးထားလိုက်တော့အခုနားကမေးလိုက်တာကအမှတ်တမဲ့ပါဒီလောက်ဆိုလုံလောက်ပြီးရှီမုံကအလင်းအမြန်ဆက်ပြောလိုက်တယ်ကျွန်တော်တို့ရွာသူကြီးကြောက်မောင်ကစာပေဘဟုတုတကျွဲဝပါတယ်ဒီအကြောင်းတွေကိုသူပိုသိပါတယ်ကျွန်တော်ပြန်ရောက်တာနဲ့ရွာသူကြီးကိုကိုတော်နဲ့လာတွေ့ဖို့ပြောလိုက်ပါမယ်တောင်ပေါ်တက်ပြီးကိုတော်ကိုလာဖူးမျှော်စေပါမယ်အဲ့ဒီနောက်သူကကိုတော်ပွဲတော်ကိုမေးလိုက်တယ်ကိုတော်အတွက်နှက်ကွန်းတိဆောက်ကိုကွယ်ခြင်းလို့ပါတယ်ကျွန်တော်ခဏစဉ်းစားလိုက်တယ်တာလစ်မန်12ခုရဲ့စွမ်းအားကမဟာနတ်ဆို8ပါးရဲ့တန်ရှင်းရှင်စီကလာတာဆိုတော့အဲ့ဒီပွဲတော်ကိုပဲယူသုံးလိုက်တာပိုကောင်းမယ်ငါပွဲကစူခိုင်တန်ရှင်းရှင်ပဲအခုသွားတော့အချိန်မဆွဲနဲ့ရှီမုံကဆေးလုံးကိုဂယုတစိုက်သိမ်းဆဲပြီးတောင်ပေါ်ကနေအလင်းမြန်ဆင်းသွားခဲ့တယ်သူထွက်သွားတာကိုကြည့်ရင်ကျွန်တော်အသာလေးပြုံးလိုက်တယ်တစ်ဖက်မှာတော့ချင်းရွာကရွာသားတွေဟာစိုးရိမ်တကြီးနဲ့စောင့်ဆိုင်းနေကြတယ်မကြခင်အလင်းစလိုခြေတံတွေကြားလာပြီးရှီမုံကအမောင်တဲကနေထွက်လာတယ်ကျွန်တော်မတေမျိုးရှင်ကိုတွေ့ခဲ့ပါတယ်ဒါကမတေမျိုးရှင်ပေးလိုက်တဲ့နှက်ဆေးပါရေထဲမှာဖြော်ပြီးတောက်လိုက်ရုံနဲ့ကက်ယောဂပျောက်ကင်းသွားပါလိမ့်မယ်ရွာသူကြီးကြောက်မောင်ကရှေ့ကိုခြေလန်းတိုးလာပြီးတကယ်ပဲမတေမျိုးရှင်ကိုတွေ့ခဲ့တာလားဒီဆေးကတကယ်အစွမ်းရှိတာတေချာရဲ့လားတကယ်ပဲမတေမျိုးအစ်စ်ဟုတ်ရဲ့လားတောင်ဆောင်နှက်ကဟန်ဆောင်နေတာမဟုတ်ဘူးလားရွာသူကြီးမတေမျိုးရှင်ကလက်တစ်ချက်ဝေယမ်းလိုက်ရုံနဲ့ဝန်ပလွေအုပ်ကိုရှင်းလင်းပစ်လိုက်ပါတယ်ပြီးတော့ကျွန်တော်တန်ရာတွေနဲ့ကက်ယောဂကိုပါချက်ချင်းကုသပေးလိုက်ပါတယ်ဒါတွေကတကယ်အစ်စ်ပါရှီမုံကသူ့အဝတ်ကိုဖွင့်ပြလိုက်တယ်သူ့ခန္ဓာကိုယ်ကဒဏ်ရာလုံးဝပျောက်ကင်းနေခဲ့တယ်စစ်ဆေးပြီးနောက်ကြောက်မောင်ကတန်တရားလုံးဝမရှိတော့ဘူးမတေမျိုးရှင်ပေါ်ထုံးလာပြီးဆိုမှတော့ကိုတော်ရဲ့အမိန့်ကိုလိုက်နာကြမယ်ထို့နောက်ရေအင်တုံကြီးတစ်လုံးအမြန်ပြင်ဆင်လိုက်ကြတယ်ဆေးလုံးကိုရေထဲမှာဖြော်ပြီးလူတိုင်းကိုတယောက်တစ်ပတ်ကန်တောက်စီလိုက်တယ်တနာရီတောင်မကြားလိုက်ပဲရွာတရွာလုံးကလူနာအားလုံးလုံးဝပြန်လဲတက်တာသွားခဲ့တယ်ရွာတရွာလုံးမှာဝမ်းမြောက်အော်ဟစ်တန်တွေပဲ့တင်ထက်သွားတယ်မတေမျိုးရှင်ရဲ့နက်ရည်ကတကယ်အစွမ်းထက်လိုက်တာမတေမျိုးရှင်ရဲ့ဖွဲတော်ကဘာလဲကိုတော်ရဲ့ဖွဲတော်ကိုကျွန်တော်တို့သိထားမှာစနစ်တကျကိုးကွယ်ပူဇော်နိုင်မှာပါသူ့ကိုယ်သူစူစီတန်ရှင်းရှင်လို့ခေါ်ပါတယ်ပြီးတော့ရွာသူကြီးကိုလည်းတောင်ပေါ်တက်ပြီးသူ့ကိုလာတွေ့ဖို့မှာခဲ့ပါတယ်နောက်တစ်နေ့ကအလင်းအမြန်ရောက်ရှိလာခဲ့တယ်စနစ်အတန်အင်ရှင်စူစီသည်မျက်နှာလစ်စမန်ကိုဖွင့်လှစ်နိုင်ခဲ့သည်နောက်ထပ်တာလစ်စမန်ဖွင့်လှစ်နိုင်ရန်ဂုံသတင်းတိုးတက်မှုတရားပြည့်စုံနေပါသည်ခဏဒါတော့မဟုတ်သေးဘူးချင်းရွာကဒီလောက်မှကြီးဘူးလေဂုံသတင်းအမတ်ကဒီလောက်မြန်မပြည့်တင်သေးဘူးအဲ့ဒီလောက်မလုံလောက်သေးဘူးကျွန်တော်ကစနစ်ကိုစိတ်ထဲမှာမေးလိုက်တယ်စနစ်ကရှင်းပြတာကဂုံသတင်းကိုတွက်ချက်ရမှာယုံကြည်မှုရဲ့နှဆိုင်မှုကျေးဇူးတင်စိတ်ရဲ့ပြင်းထန်မှုတက်ရောက်မှုရဲ့ကျေပြတ်မှုနဲ့အခြားချက်လက်တွေကိုပါထည့်သွင်းတွက်ချက်တယ်အဲ့ဒီအချိန်မှာပဲဘာကြောင့်ဒီလောက်မြန်တက်လာလဲဆိုတာနားလည်သွားတယ်ရွာသားတွေဟာကက်ယောဂါကြောင့်မျောလင်းချက်ပျောက်ဆုံးနေချိန်မှာကျွန်တော်ရဲ့နက်ဆေးလုံးနဲ့မတေမျိုးစွမ်းအားကြောင့်ကဲတင်ခံခဲ့ရတယ်
ဒါကြောင့်သူတို့ရဲ့ယုံကြည်မှုကတဘာဝကြကြအလွန်ခိုင်မာလာခဲ့တယ်နောက်တစ်ဆင့်အနေနဲ့မတိမျိုးတစ်ယောက်နဲ့ပိုလိုက်ဖက်တဲ့စွမ်းရည်တစ်ခုလိုအပ်တယ်အဲ့ဒါမှကျွန်တော်ရဲ့မတိမျိုးပုံရိပ်ကိုပိုပြီးခိုင်မာစေမှာကျွန်တော်မျက်နှာလစ်စမန်ရဲ့အခြားစွမ်းရည်တွေကိုစမ်းသပ်ကြည့်လိုက်တယ်ပြန်တန်းနိုင်တဲ့စွမ်းအားစိတ်စွမ်းအားနဲ့အရာဝတ္ထုတွေကိုရွှေ့နိုင်တဲ့စွမ်းအားပြီးတော့အဝေးကနေထိန်းချုပ်နိုင်တဲ့စွမ်းအားလည်းရှိတယ်ဒီစွမ်းရည်ရဲ့တက်ရောက်နိုင်တဲ့အကွာအဝေးကအံ့ဩစရာကောင်းလောက်အောင်ဝေးတယ်ဒါပေမဲ့အားနည်းချက်ကတော့အမြန်နှုံးပဲဒါတောင်မှတဘာဝလွန်စွမ်းအားမရှိတဲ့ဒီရှိဟောင်းကဘာမှာဒီစွမ်းရည်ကအလွန်ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်နေတယ်တိတ်မကြခင်မှာရှီမုန်ဟာအသက်ကြီးတဲ့အဖိုးတယောက်ကိုခေါ်လာခဲ့တယ်သူကရွာသူကြီးကြောက်မောင်ပဲသူတို့ရောက်လာတာကိုမြင်တော့ကျွန်တော်ကလေထဲကိုပြန်တက်ပြီးသူတို့ကိုကြိုဆိုလိုက်တယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တော့သူတို့နှစ်ယောက်လုံးအံ့အားသင့်သွားကြတယ်မတေမျိုးရှင်ဒီအညံ့ခံကျွန်သားရှီမုန်နဲ့ရွာသူကြီးကြောက်မောင်ကကိုတော့အားဂါရဝပြုပါတယ်အဲ့ဒီလောက်အခမ်းအနားတွေလုပ်เสียမလို့ဘူးကျွန်တော်ကလက်ရှိခေတ်ကာလအကြောင်းမေးလိုက်တယ်အခုကမဟာစောင်းမင်းဆက်ရဲ့ထန်ရှက်နန်းဆန်တတိယနှစ်ဖြစ်နေတယ်သူတို့ရှေ့မှာစွမ်းရည်တချို့ကိုထပ်ဆန်းပြပြီးနောက်ဆုံးတော့သူတို့နဲ့အတူရွာကိုလိုက်သွားဖို့သဘောတူလိုက်တယ်10မိနစ်ခန့်ကြာပြီးနောက်လူ3ယောက်ဟာချင်းချင်းရွာဘက်ကိုလေထဲကနေပြန်တန်းလာနေကြတယ်ရွာသားအလုံးကမောကြည့်ပြီးအံ့ဩသွားကြတယ်အဲ့ဒါရှီမုန်နဲ့ရွာသူကြီးကြောက်မှမဟုတ်လားသူတို့ပြန်နေကြတာပဲရွာသားအလုံးဒူးထောက်ပြီးဥချအယိုအသေးပေးလိုက်ကြတယ်မတေမျိုးရှင်ကျွန်တော်တို့အသက်တွေကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့အသက်ခင်မှာကျွန်တော်ကဒီလောက်အခမ်းအနားတွေလုပ်เสียမလိုဘူးလို့ပြောလိုက်တယ်အရန်ကြီးယိုသေးလွန်းနေဖို့မလိုဘူးရွာသားတွေကကျွန်တော်အတွက်အခန့်ပွဲကြီးတစ်ခုပြင်ဆင်ပေးခဲ့ကြတယ်အဲ့ဒီနောက်ကျွန်တော်အတွက်ရွာထဲမှာနေစရာအိမ်ဆောက်ပေးခြင်းတယ်လို့ပြောလာကြတယ်ကျွန်တော်ကတော့ယဉ်ကျေးချင်းညင်းပယ်လိုက်ပြီးချင်းလူတောင်ပေါ်မှာကိုအိမ်တစ်လုံးဖွင့်ပြီးနေထိုင်မယ်လို့ပြောလိုက်တယ်တခုခုလိုအပ်လာရင်တောင်ပေါ်ကိုလာရှာနိုင်တယ်လို့လည်းပြောလိုက်တယ်ဒါအပြင်နောက်တစ်နေ့မှာအနီးနားကကက်ယောဂဖြစ်နေတဲ့ရွာတွေကလူနာတွေကိုကုသပေးမယ်လို့ကတိပေးလိုက်တယ်ကြောက်မောင်နဲ့ရှီမုန်တို့ကအလွန်ဝမ်းသာသွားပြီးအကြိမ်ကြိမ်ဥညွတ်အယိုသေးပေးကြတယ်သဘောတူပါတယ်ဒါနဲ့မတေမျိုးရှင်အဲ့ဒီနတ်ဆေးလုံးကအရန်အဖိုးတန်တာမဟုတ်ဘူးလားမှန်တာပေါ့နတ်ဆေးလုံးဆိုတာအလွန်ရှားပါပြီးအဖိုးတန်ဝိညာဉ်ဆေးဖက်ဝင်အပင်အမျိုးမျိုးနဲ့တန့်စင်ဖော်ဆက်ရတာအခုလောလောဆယ်ငါလက်ထဲမှာအသင့်ဖော်ထားတဲ့ဆေးလုံးမရှိသေးဘူးနတ်ဆေးလုံးကိုဓာတ်ရိုက်သုံးပြီးယောဂကုသပေးတာကလူတွေကိုငါနာမည်ကိုမှတ်မိစေမှာပဲဒါပေမဲ့ရွာသားတွေရဲ့ရှေ့မှာတဘာဝလွန်ဆွမ်းအားကိုပြသလိုက်ရင်သူတို့ရဲ့အမတ်တရားကပိုပြီးနှက်ဆိုင်သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်ဆက်ပြောလိုက်တယ်ငါမှာနတ်ဆေးလုံးမရှိပေမဲ့ငါရဲ့စွမ်းအားနဲ့ဓာတ်ရိုက်ကုသပေးနိုင်တယ်အနီးနားရွာတွေကကက်ယောဂဖြစ်နေတဲ့လူနာအားလုံးကိုတနေရာထဲမှာစုစည်းထားလိုက်မနှက်ဖြန်ဒီချိန်ရောက်ရင်ငါပြန်လာပြီးသူတို့အားလုံးကိုကုသပေးမယ်အဲ့ဒီလိုပြောပြီးနောက်ကျွန်တော်ကခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ပြီးအရေးတန်းတစ်ခုလိုလေထဲကိုပြန်တက်သွားတယ်ပြီးတော့ချင်းလီတောင်ဘက်ကိုပြန်တန်းသွားခဲ့တယ်ရွာသားအားလုံးကမတေမျိုးရှင်ကိုလေးလေးစားစားပို့ဆောင်ပါတယ်လို့ကျေလောင်စွာအော်ဟစ်နှုတ်ဆက်ကြတယ်ကျွန်တော်ထွက်သွားပြီးနောက်ရွာသားတွေစုပြီးဆွေးနွေးကြတော့တယ်ဦးလေးဝမ်ကကြောက်မောင်ရဲ့ပခုံးကိုပုတ်ပြီးအဖိုးကြောက်ခမားရဲ့ဆွေမျိုးတွေရှိတဲ့ကြောက်ရွာကလည်းကက်ယောဂဖြစ်နေတယ်မဟုတ်လားအခုချိန်ကအတော်ပဲဖျားနာနေတဲ့သူတွေကိုဒီဘက်ကိုခေါ်လာလိုက်ပါနောက်အဖိုးတယောက်ကကြောက်မောင်ငိမ့်နေတာကိုသတိထားမိပြီးအဖိုးကြောက်ဘာတွေစဉ်းစားနေတာလဲကျွန်တော်စဉ်းစားနေတာကမတေမျိုးရှင်ရဲ့အသက်ကယ်ကျေးဇူးကိုဘယ်လိုပြန်ဆက်ရမလဲဆိုတာပါဒါပေမဲ့ကိုတော်ကိုဆက်သက်ဖို့တန်ဖိုးရှိတာဘာမှမရှိဘူးဟုတ်တာပေါ့မတေမျိုးရှင်ကလော်ကီပစ္စည်းတွေကိုမတက်မှတ်ဘူးကျွန်တော်တို့ရဲ့တာမန်ပစ္စည်းတွေကကိုတော်အတွက်တန်ဖိုးရှိမှာမဟုတ်ဘူးကြောက်မောင်ကခဏလောက်စဉ်းစားနေပြီးနောက်ရုတ်တရက်မျက်လုံးလင်းသွားတယ်ကျွန်တော်မှအကြံတစ်ခုရှိပြီးလူတိုင်းကကြော်ကြားမှုနဲ့ဂုဏ်သတင်းကိုနှစ်သက်ကြတယ်ဖះเจ้าကနတ်ဖះတွေနဲ့ဗုဒ္ဓရုပ်ပွားတော်တွေတောင်ရွှေရုပ်တုတွေနဲ့နန္တာပေါင်းကိုကြိုက်နှစ်သက်ကြတယ်စုခိုင်တန်ရှင်းရှင်ကဒါတွေကိုအရေးမထားရင်တော့ကိုတော့ရဲ့နာမည်ဂုဏ်သတင်းကိုနေရာအနှံ့ဖြန့်ဝေပေးရင်တော့ဝမ်းမြောက်မှာတေးကြတယ်အဲ့ဒီနောက်စုခိုင်တန်ရှင်းရှင်ရဲ့နာမည်ကိုကြဲကြဲပြန့်ပြန့်ဖြန့်ဝေဖို့လူနာတွေကိုခေါ်ဆောင်ပြီးအနီးအနားကရွာတွေကိုလူလွတ်လိုက်တယ်ဒီလိုနဲ့စုခိုင်တန်ရှင်းရှင်ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပြန့်နှံ့သွားခဲ့တယ်နောက်တနေ့မနက်အစောပိုင်းမှာချင်းချင်းရွာကတန်မာတဲ့လူလေး9ယောက်ကိုအနီးအနားကကက်ယောဂဖြစ်နေတဲ့ရွာတွေစီဆေလွတ်လိုက်တယ်ရှီမုန်ကတော့သူ့သမီးကိုခေါ်ပြီးသူ့ရောက်ခမရဲ့ရွာစီသွားခဲ့တယ်ဒါပေမဲ့ရွာထဲကိုဝင်ချင်းမှာပဲသူတို့2ယောက်လုံးအံ့အားသင့်သွားခဲ့တယ်ရွာတစ်ရွာလုံးကအပြက်စီးပုံကြီးဖြစ်နေပြီးအိမ်အများပြားအုပ်မြစ်ပဲကြံအောင်မီးလောင်ပျက်စီးနေခဲ့တယ်အဖိုးအဖွားတို့အစဉ်ပြေရဲ့လားအဲ့ဒီအချိန်မှာအဝတ်ဆုပ်ဆုပ်နဲ့ရွာသားတစ်ယောက်အလန့်တကြားပြေးလာခဲ့တယ်ရှီမုန်ကသူ့ကိုအမြန်တားလိုက်တယ်အကိုဒီမှာဘာတွေဖြစ်ခဲ့တာလဲရွာအရှိဘက်ကလီအဖိုးတို့မိသားစုရောဘလို့ဖြစ်သွားကြလဲမင်းကလီအဖိုးရဲ့သားမလားကက်ယောဂကအရန်ဆိုးလာတော့ရွာသူကြီးကပြောတယ်ဖျားနာနေတဲ့သူတွေကချိန်စာတင်းနဲ့မကောင်းတဲ့ကြယ်တွေလို့တတ်မှတ်ပြီးသူတို့ကိုရွာပြင်ဘက်ကဆွန့်ပစ်ထားတဲ့ဘိုးဘွားပူဇော်ခန်းကိုနှင်ထုတ်လိုက်တယ်သူတို့ဘာသာအသက်ရှင်နိုင်တဲ့လောက်ရှင်တန်ကြပါစေလို့ယောဂကူးမှဆိုးလို့သူတို့ရဲ့အိမ်တွေကိုတောင်မီးရှို့ပစ်လိုက်ကြတယ်ဒီစကားကိုကြားလိုက်တာနဲ့ရှီမုန်ရဲ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားတယ်သူဘာမှမပြောတော့ပဲသမီးညံညံကိုခေါ်ပြီးဆွန့်ပစ်ထားတဲ့ဘိုးဘွားပူဇော်ခန်းစီအမြန်ပြေးသွားခဲ့တယ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာမှုန်နှက်နဲ့ဆေးနှံရောနေတဲ့အနံ့ဆိုးတစ်ခုကနှာခေါင်းထဲဝင်လာတယ်လူတရာစင်ကျော်ကမြေပေါ်မှာနေရအနှက်လဲလျောင်းနေကြတယ်လူတိုင်းရဲ့မျက်နှာကဖြူဖြော့နေပြီးအသက်ရှူတန်လဲအလွန်အားနည်းနေတယ်လက်တောင်မမြောက်နိုင်လောက်အောင်အားနည်းနေကြတယ်ရှီမုန်ကထောက်တနေရာမှာစုထိုင်နေတဲ့ရောက်ခမ2ယောက်ကိုတွေ့လိုက်တယ်အဖေအမေသူချက်ချင်းပြေးသွားလိုက်တယ်လီအဖိုးကအခက်ခဲနဲ့ထိုင်ထားဖို့ကြိုးစားရင်းရှီမုန်မင်းပါလာလောက်တာလဲအမြန်ထွက်သွားတော့ငါတို့မှာကက်ယောဂရှိတယ်
မင်းကိုပါကူးဆက်သွားလိမ့်မယ်ဒါပေမဲ့သူ့နောက်မှာညံညံကိုမြင်လိုက်တဲ့အခါမင်းအသက်ကိုမနှက်မျောရင်တောင်ကလေးကိုတော့အမြန်ခေါ်သွားလိုက်ရှီမုံကရောက်ခမရဲ့ပခုံးကိုတင်းတင်းဆုပ်ကင်လိုက်တယ်အဖေစိတ်မပူပါနဲ့ညံညံကိုယောဂမကူးဆက်ပါဘူးကျွန်တော်တို့ချင်းချင်းရွာကိုမတေမျိုးရှင်ကာကွယ်ပေးထားပါတယ်ဒီကက်ယောဂကကျွန်တော်တို့ကိုဘာမှမလုပ်နိုင်တော့ပါဘူးဖျားနာနေတဲ့ရွာသားတချို့ကခေါင်းခါလိုက်ကြတယ်မတေမျိုးရှင်ဟုတ်လားရှီမုံမင်းအဖျားတက်ပြီးယူသွားတာလားလီဖိုးရေခမရဲ့တားမက်ကကြောက်လွန်းလို့အသိစိတ်လွတ်သွားတာထင်တယ်မတေမျိုးရှင်ရဲ့ကာကွယ်မှုဟုတ်လားဒီကက်ယောဂကြောင့်လူဘယ်နှယောက်တေခဲ့ပြီးပြီလဲဒီယောဂကဒီလောက်လွယ်လွယ်နဲ့ဘလို့ပြောင်းနိုင်မှာလဲလူတွေငင်းခုန်နေကြတော့မှလီရွာသူကြီးရောက်လာပြီးသူတို့စကားကိုဖျက်လိုက်တယ်ဝန်တန်ကလူတချို့နဲ့အတူရောက်လာပြီးရှီမုံမင်းတို့လီရွာမှာဘာလာလုပ်နေတာလဲချင်းချင်းရွာကကက်ယောဂကိုဒီကိုမယူလာနဲ့ဒါကလီရွာကကိုရွာသားတွေကိုဆက်ဆံတဲ့ပုံစံလားကက်ယောဂတဲ့တွေကိုဘိုးဘွားပူဇော်ခန်းနဲ့ပစ်ထားပြီးတေဖို့ပစ်ထားတဲ့အပြင်သူတို့အိမ်တွေကိုပါမိရှုပစ်ကြတယ်ဒီလိုလုပ်ရင်ကက်ယောဂရက်သွားမယ်လို့ထင်နေတာလားငါပြောပြမယ်ငါတို့ချင်းချင်းရွာမှာမတေမျိုးရှင်တပါပေါ်ထွန်းလာပြီးကက်ယောဂကိုကုသပေးပြီးသွားပြီဒီနေ့ငါလာတာက9ယောက်ခမတို့ကိုခေါ်သွားဖို့ပဲဒီရွာသားတွေအားလုံးကိုပါခေါ်ပြီးချင်းချင်းရွာကိုကုသမှုခံယူဖို့ခေါ်သွားမယ်လီဝမ်အန်ကမျက်မှောင်ကျုပ်လိုက်တယ်သူ့စိတ်ထဲမှာလွန်ခဲ့တဲ့ညအနှဲငယ်ကအနောက်ဘက်ကချင်းချင်းရွာမှာပေါ်လာခဲ့တဲ့ထူးဆန်းတဲ့အလင်းရောင်ကိုပြန်တတိယသွားတယ်ရွှေရောင်အလင်းတန်းကြီးကကောင်းကင်ထိတက်သွားခဲ့တယ်ရှီမုံရဲ့ယုံကြည်ချက်အပြည့်ရှိတဲ့အမူအရာကိုမြင်လိုက်ပေမဲ့သူကတော့တန်တရားမပြောက်သေးပဲပြန်ပြောဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာရှီမုံကဗတ်ကြီးပုံတစ်ပုံကိုထုတ်ပြလိုက်တယ်ကြည့်ပါဦးဒါကကျွန်တော်တို့ရွာကိုကယ်တင်ပေးခဲ့တဲ့ဆူစီတန်ရှင်းရှင်ပါကိုတော်ရဲ့နတ်ဖျားစွမ်းအားကအတိုင်းအဆမရှိကြီးမားပါတယ်ဒီလိုကက်ယောဂလေးကတော့ကိုတော်အတွက်ဘာမှမဟုတ်ပါဘူးဒါကမင်းစိတ်ကြိုက်ရေးထားတဲ့ပုံတစ်ပုံပဲဖြစ်ချင်ဖြစ်မှာပေါ့မတေမျိုးတွေကဒီလောက်လွယ်လွယ်ပေါ်လာတတ်တာမဟုတ်ဘူးအတိတ်ပဲမရှိတာတွေဆက်မပြောနဲ့မဟုတ်ရင်ငါတို့ရင်ကြီးကြီးမဆက်ဆံနိုင်တော့ဘူးအဲ့ဒီနောက်အခြေအနေကချက်ချင်းစုညံ့ရှုပ်ထွေးသွားခဲ့တယ်အဲ့ဒီအချိန်မှာညံညံကရှီမုံရဲ့လက်ကိုဆွဲလိုက်တယ်ပြီးတော့ရှေ့ကိုလှမ်းထွက်လာခဲ့တယ်သူမရဲ့သေးငယ်တဲ့ကိုလေးကိုမတ်မတ်ရက်လိုက်ပြီးပြောလိုက်တယ်အားလုံးစကားမများကြပါနဲ့ချင်းချင်းရွာမှာတကယ်ပဲမတေမျိုးအရှင်ရှိပါတယ်မတေမျိုးအရှင်ကအရန်ကျင်နာတက်ပြီးကက်ယောဂတဲ့တွေကိုခေါ်လာဖို့မိန့်ကြားထားပါတယ်လူတိုင်းကိုကိုတော့ကုသပေးမှာပါရွာသူကြီးအဖိုးမယုံရင်တော့ကျမအဖေကိုဒီလူတွေကိုခေါ်သွားခွင့်ပေးလိုက်ပါဒီလိုလုပ်တာကလီရွာအတွက်ဘာထိခိုက်မှုမှမရှိပါဘူးဒါဆိုယောဂဆက်ပြီးပြန့်နှံ့မှာလည်းမဟုတ်တော့ဘူးတေဆုံးလူနီးပါးဖြစ်နေတဲ့ရွာသားတွေကိုကြည့်လိုက်တယ်သူ့အတန်လည်းပျော့ပြောင်းလာခဲ့တယ်ရှီမုတ်မင်းသမီးအတွက်ငါမင်းကိုဒီတစ်ခါတော့ယုံပေးမယ်ဒါပေမဲ့တခုခုအမှားဖြစ်ခဲ့ရင်မင်းကိုတာဝန်ယူခိုင်းမယ်အဲ့ဒီနောက်ရှီမုံကသူ့ရောက်ခမဘက်ကမိသားစုကိုကူညီပြီးရွာသား10ယောက်ကျော်ကိုဥဆောင်ကချင်းချမ်းရွာကိုပြန်ဦးတည်သွားခဲ့တယ်လီဝွန်အန်ကသူတို့ထွက်သွားတာကိုကြည်ရင်တိုးတိုးလေးပြောလိုက်တယ်ငါတိတ်တိတ်လေးလိုက်ကြည့်တင်တယ်အကယ်၍ချင်းချမ်းရွာမှာတကယ်နတ်အမတပါရှိနေရဆိုရင်ဒီအခွင့်အရေးကိုငါလက်လွတ်မခံနိုင်ဘူးနိုင်ဝက်အကြာမှာချင်းချမ်းရွာအဝင်ဝါမှာရွာသူကြီးကြောက်မောင်ကရွာသားတွေနဲ့အတူစောင့်နေခဲ့တယ်ရှီမုံကသူ့ရောက်ခမမိသားစုကိုခေါ်လာတာကိုမြင်တော့သူကချက်ချင်းကြိုဆိုပြီးမေးလိုက်တယ်ရှီမုံလန်ခီအဆင်ပြေရဲ့လားပြဿနာတစုံတရာမဖြစ်ခဲ့ဘူးမလားအားလုံးအဆင်ပြေပါတယ်လူတွေအားလုံးကိုခေါ်လာနိုင်ခဲ့ပါတယ်အခုတော့မတေမျိုးအရှင်လှုပ်ဆောင်ပေးတာကိုစောင့်ရုံပဲနောက်ထပ်တနာရီလောက်ကြာသွားပြီးနောက်အခြားဖွဲ့တွေလည်းအနီးနားရွာတွေကကက်ယောဂတဲ့တွေကိုခေါ်လာခဲ့တယ်စုစုပေါင်းလူ30ကျော်ရှိလာခဲ့တယ်မတေမျိုးအရှင်ကဂယုဏကြီးမားပြီးတက်ရှိအားလုံးကိုတနာတော်မူတယ်ဒီနေ့တော့ဒီကက်ယောဂခံစားနေရတဲ့ရွာသားတွေကိုကုသပေးလိမ့်မယ်တစ်ဖက်မှာတော့ကျွန်တော်ကတောင်ပေါ်မှာတရေအိတ်နေတုန်းသတိပေးတန်တစ်ခုကြောင့်နိုးလာခဲ့တယ်သွားပြီးမေလူနီးပါးဖြစ်သွားတာပဲဒီနေ့ရွာသားတွေကိုကုသပေးဖို့ရှိတာကိုသတိရသွားတယ်ကျွန်တော်လည်းအမြန်ပြင်ဆင်ပြီးကောင်းကင်ဘုတ်ကိုပြန်တက်သွားတယ်ရွာလေကွင်းထဲမှာတော့ရွာသားအားလုံးဒူးထောက်နေကြတယ်ဒါကကိုးကွယ်ကြိုးဆူနေတာလားနည်းနည်းတော့အလွန်အကျွံဖြစ်နေတယ်အဲ့ဒီမြင်ကွင်းကြောင့်ကျွန်တော်မရေပဲမနေနိုင်ခဲ့ဘူးသူတို့ဒီလောက်စိတ်ရင်းမှန်နေကြတော့စိတ်ပြတ်အောင်မလုပ်နိုင်ဘူးအဲ့ဒီနောက်ကျွန်တော်ရှေ့ကိုတဖြည်းဖြည်းဆင်းသက်လာတယ်အောက်ဖက်မှာတော့ကြောက်မောင်ကအတန်ကျဲကျဲနဲ့အော်ပြောလိုက်တယ်မတေမျိုးအရှင်ဆင်းသက်တော်မူခြင်းကိုကြိုဆိုပါတယ်သူပြောပြီးတာနဲ့ကောင်းကင်ယံမှာဓာတ်တန်ကြည်လင်စွာမြည်ဟဲလာတယ်ငွေရောင်ကြောက်စိမ့်လိုလှပတဲ့ဓာတ်ရှိတလက်ကအပေါ်ကနေဆင်းသက်လာတယ်ပြီးတော့ရွာလဲကွင်းအလဲတက်တက်ကိုခိုင်ခိုင်မာမာစိုက်ဝင်သွားတယ်ဓာတ်ကရွှေရောင်လင်းတောက်တောက်နဲ့တောက်ပတ်နေခဲ့တယ်အဲ့ဒီနောက်လူရိတ်တရိတ်ကဖြည်းဖြည်းချင်းဆင်းသက်လာတယ်အဖြူရောင်ဝတ်စုံဟာနှင်းလိုဖြူစင်ပြီးကိုပတ်လည်မှာနတ်ဆန်တဲ့အရှိန်အဝါရှိနေတယ်ကောင်းကင်ကိုထက်ကဆင်းလာတဲ့နတ်မတ်တပါးလိုထင်ရတယ်ချင်းချမ်းရွာသားတွေကစိတ်လှုပ်ရှားလွန်းလို့မျက်ရည်ကျကဥညွတ်ကြော်ကြတယ်အနီးနားရွာတွေကလာတဲ့သူတွေကလည်းဒီမြင်ကွင်းကြောင့်အံ့အားသင့်သွားကြတယ်သူတို့ရဲ့မျက်လုံးတွေဟာမယုံနိုင်လောက်အောင်ပြူးကျနေခဲ့တယ်သူတို့ရှေ့မှာတကယ်နတ်မတ်တပါးပေါ်လာတယ်လို့ခံစားနေကြတယ်သူတို့ရဲ့မျက်လုံးတွေပြူးကျသွားပြီးစိတ်ထဲမှာအတွေးတစ်ခုပဲကြံရစ်ခဲ့တယ်တကယ်ပဲနတ်မတ်တပါးရှိနေတာပဲအားလုံးပဲဒီလောက်ထိအယိုအသေးပြုဖို့မလိုပါဘူးဒီနေ့ငါလာတာကကက်ယောဂတဲ့တွေကိုကုသပေးဖို့ပါမတေမျိုးအရှင်ဓာတွေကအနီးနားရွာတွေကကက်ယောဂတဲ့တွေပါကျေးဇူးပြုပြီးသူတို့ကိုကယ်တင်ပေးတော်မူပါမူလကမျက်နှာညှိုးနှွမ်းပြီးအားနည်းနေတဲ့သူတွေဟာတကိုယ်လုံးနှွေးထွေးလာတာကိုချက်ချင်းခံစားလိုက်ရတယ်သူတို့ရဲ့ယောဂတွေအလင်းမြန်ပျောက်ကင်းသွားပြီးစိတ်ဓာတ်နဲ့ခွန်အားလည်းပြန်လည်ကောင်းမွန်လာတယ်ကျွန်တော်ရဲ့နတ်ဖျားစွမ်းအားကသူတို့တကိုယ်လုံးကိုလွှမ်းခြုံသွားပြီးနာကျင်မှုအားလုံးပျောက်ကွယ်သွားတယ်ဖျားရည်တကယ်ပဲနတ်အမတ်တပါကိုထင်ပြလာတာပဲ
နောက်ဆုံးအလင်းရောင်ပျောက်ကွယ်သွားချိန်မှာရွာသားအားလုံးဒူးထောက်ပြီးဥညွတ်ကြော်ကြတယ်မတေမျိုးအရှင်ကျွန်တော်တို့ရဲ့ယောဂတွေကိုကုသပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးထားကြပါဒီလောက်အထိအယိုအသေးပြုဖို့မလိုပါဘူးအဲ့ဒီအချိန်မှာကြောက်မောင်ကအမြန်ရှိတိုးလာတယ်မတေမျိုးအရှင်ဒီအဖိုးအိုမှာဝန်ခံစရာတစ်ခုရှိပါတယ်မနေ့ကအရှင်ရဲ့ရုပ်ပုံတော်ကိုရေးဆွဲခွင့်ယူခဲ့ပါတယ်ပြီးတော့ရွာသားတွေကိုအနီးနားရွာတွေစီယူသွားစေပြီးအရှင်ဖျားရဲ့ကုသိုလ်ကောင်းမှုတွေကိုဖြန့်ဝေစေခဲ့ပါတယ်ကျေးဇူးပြုပြီးခွင့်လွှတ်တော်မူပါဒီစကားကိုကြားလိုက်တော့ကျွန်တော်စိတ်ထဲမှာလှုပ်ရှားသွားတယ်ဒါကကျွန်တော်ရဲ့နာမည်ကျော်ကြားမှုကိုပုံမပြန့်နှံ့စေပြီးအစီအစဉ်အတွက်အကျိုးရှိတယ်အပြင်ပန်းမှာတော့ကျွန်တော်တည်ငြိမ်တဲ့ပုံစံကိုဆက်ထိန်ထားတယ်အရေးမကြီးပါဘူးမင်းလုပ်ခဲ့တာကလည်းလူတွေကိုကယ်တင်ဖို့ပါငါမင်းကိုအပြစ်မတင်ဘူးကြောက်မောင်ကစိတ်သက်သာရသွားပြီးတက်ပြင်းချလိုက်တယ်မတေမျိုးအရှင်ကျွန်တော်တို့လီရွာကိုလည်းစောက်ရှောက်ပေးပါအရှင်ကိုကိုးကွယ်ဖို့ဖះเจ้าတစ်ခုစောက်ချင်ပါတယ်ကျေးဇူးပြုပြီးခွင့်ပြုပေးတော်မူပါရွာသူကြီးခမည်းဘလို့ရောက်လာတာလဲရွာသားတွေကိုစိတ်ပူလို့တိတ်တဆိတ်လိုက်လာခဲ့တာပါမတေမျိုးအရှင်ကိုတကယ်တွေ့ရမယ်လို့မထင်ထားခဲ့ဘူးကြောက်မောင်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးအပြစ်တင်ခြင်းနဲ့စိတ်ကိုချုပ်ထွေးထားလိုက်တယ်မင်းတို့ရဲ့စေတနာကိုငါလက်ခံတယ်ဒါပေမဲ့ဖះเจ้าစောက်တာကိုအလွန်ကြုံမလုပ်သင့်ဘူးကိုယ်အင်အားနဲ့ကိုလုံနိုင်တဲ့လောက်ပဲလုပ်ပြီးပြည်သူတွေကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေနဲ့မတေမျိုးအရှင်စိတ်ချပါဒီအဖိုးအိုကအရှင်ရဲ့စုံမောဝါဒကိုအမြဲမှတ်ထားပြီးပြည်သူတွေကိုဘယ်တော့မှဝင်ထုတ်ဝင်ပိုးမဖြစ်စေပါဘူးကျွန်တော်ကောင်းကြီးလိုက်ပြီးစနစ်မျက်နှာပြင်ကိုဖွင့်လိုက်တယ်လက်ခံရှင်ဆုရှိနောက်ထပ်တာလစ်စမန်ကိုဖွင့်နိုင်ပါပြီနောက်ထပ်တာလစ်စမန်ဖွင့်နိုင်ရန်တိုးတက်မှု86ကျွန်တော်စိတ်ထဲမှာတွေးလိုက်တယ်အခြားရွာသားတွေရွာကိုပြန်ရောက်ပြီးဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုဖြန့်ဝေလိုက်တာနဲ့နောက်ထပ်တာလစ်စမန်ကိုဖွင့်နိုင်ဖို့ပြည့်စုံသွားလိမ့်မယ်အခုတော့နောက်တစ်ခုအတွက်ဘယ်တာလစ်စမန်ကိုရွေးရမလဲ၄ရက်အကြာမှာရွာထဲကလမ်းကြားလေးတစ်ခုမှာအဝတ်ကျန်းအတူဝတ်ထားတဲ့အဖိုးကိုတယောက်ရုတ်တရက်ပေါ်လာတယ်ဒါကမြောက်တာလစ်စမန်ကိုတုံးပြီးကျွန်တော်အသွင်ပြောင်းထားတာပဲဟုတ်တယ်မင်းညကဂုံတရင်အမှတ်ပြည့်သွားပြီးနောက်တတိယတာလစ်စမန်ဖြစ်တဲ့မြောက်တာလစ်စမန်ကိုရွေးချယ်ခဲ့တယ်ဒီတာလစ်စမန်ကအသွင်ပြောင်းနိုင်တဲ့စွမ်းရည်ကိုပေးတယ်လူတွေနဲ့ပစ္စည်းတွေကိုတရိတ်ဆန်ဖြစ်ပြောင်းလဲနိုင်တယ်အခြားလူတစ်ယောက်ဖြစ်လဲလုံးဝတူအောင်ဟန်ဆောင်နိုင်တယ်ကျွန်တော်လျှောက်သွားရင်တစ်သားဆိုင်ပုတ်တက်ထားတဲ့စာတင်ကျောင်းရှိကိုရောက်လာတယ်သတင်းပေါက်ကနေကြည့်လိုက်တော့ကြောက်မောင်ကိုရှေ့မှာရက်နေတာတွေ့ရတယ်သူကကလေးတစ်ဆက်ကျော်ကိုသုံးလုံးချမ်းတင်ပေးနေတယ်ဒီကြောက်မောင်ကတော့တကယ်ကိုပညာတတ်တဲ့သူပဲဒီလိုဆိုတော့ရွာထဲမှာဂုံသတင်းကြီးနေတာမဆန်းတော့ဘူးနားချိန်ရောက်တော့ကလေးတွေအပြင်ထွက်ပြီးစော့ကစားကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တကားကိုဖွင့်ပြီးအထဲကိုဝင်သွားလိုက်တယ်ကျွန်တော်ပြုံးရင်တကားကိုတွန်းဖွင့်ပြီးဝင်သွားလိုက်တယ်ကြောက်မောင်ရွာသူကြီးကလေးတွေကိုဒီလောက်စေတနာထားပြီးတင်ပေးနေတာကသူတို့ကိုစာပေတက်အောင်ပြိုးထောင်ခြင်းလို့လားနောက်တစ်ချိန်မှာနိုင်ငံစာမွေးပွဲအောင်ပြီးအရာရှိဖြစ်လာစေချင်တာလားအဖိုးအိုကကျွန်တော်ကိုကြည့်ပြီးဧည့်သည်ကအပြင်ကလာတဲ့သူဖြစ်မယ်ထင်တယ်ကျွန်တော်ကလေးတွေကိုစာတင်ပေးတာကကြိုးချောင်းဆင်ခြင်တက်ဖို့အမှန်နဲ့အမှားကိုခွဲခြားတတ်ဖို့အတွက်ပါသူတို့အရာရှိမဖြစ်နိုင်ရင်တောင်ပညာတတ်ထားရင်တစ်တလုံးလဲလုံးနေရတာထက်ပိုကောင်းတဲ့ဘဝကိုရနိုင်ပါတယ်ကြောက်မောင်ပေါ်ကျွန်တော်ရဲ့လေးစားမှုကပိုတိုးလာတယ်သူကအမျှော်မြင်ရှိပြီးတာဝန်ယူစိတ်ပြင်းတဲ့သူတကယ်ပဲကလေးတွေအိမ်ပြန်သွားပြီးတဲ့နောက်ကြောက်မောင်ကကျွန်တော်ကိုနွေးနွေးထွေးထွေးအိမ်ကိုဖိတ်ခေါ်လိုက်တယ်ဒါပေမဲ့အိမ်ထဲဝင်လိုက်တာနဲ့သူရုတ်တရက်လှည့်ပြီးဒူးထောက်လိုက်တယ်မတေမျိုးအရှင်ကိုဂါရဝပြုပါတယ်ကျွန်တော်အံ့အားသင့်သွားတယ်ဒီလောက်မြန်မြန်ပဲဖော်ထုတ်ခံလိုက်ရတာလားကျွန်တော်တိတ်ဆိတ်နေလိုက်ပြီးသူဘာပြောမလဲဆိုတာစောင့်နှားထောင်လိုက်တယ်ကြောက်မောင်ကဆက်ပြောတယ်အရှင်ကရုပ်တွင်ကိုပြောင်းထားပေမဲ့အရှင်ဝါနဲ့စကားပြောပုံကတော့တာမန်ဖိုးကိုတယောက်နဲ့လုံးဝမတူပါဘူးဒါအပြင်မတေမျိုးအရှင်ကလွန်ခဲ့တဲ့3ရက်ကပဲဆင်းသက်တော်မူခဲ့တာပါကက်ယောဂါကလည်းအံ့ဖွယ်နည်းနဲ့ပျောက်ကင်းသွားခဲ့တယ်ဒီလောကမှာအဲ့ဒီလိုစွမ်းရည်မျိုးဘယ်သူမှမရှိနိုင်ပါဘူးဒါကြောင့်အစကတည်းကခမ ्या ကိုမှတ်မိနေခဲ့တာပါအကြောင်းမရှိပဲချင်းလင်ရွာကစာတင်ကျောင်းကိုလာခဲ့တာပါဒီအဖိုးအိုကကြားဘူးတာကနတ်အမတွေမှာအသွင်မျိုးမျိုးပြောင်းလဲနိုင်တဲ့အစွမ်းရှိတယ်ဆိုလို့ရဲရဲတင်းတင်းခံမှန်းလိုက်တာပါအရှင်ဟာမတေမျိုးအရှင်ပဲလို့ထင်ခဲ့ပါတယ်ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ကျွန်တော်လည်းဟန်မဆောင်တော့ဘူးလက်တစ်ချက်လှုပ်လိုက်တာနဲ့နတ်ဖျားစွမ်းအားကိုပြန်သိမ်းလိုက်ပြီးမူလရုပ်တွင်ကိုပြန်ပြောင်းလိုက်တယ်မင်းကငါ့ကိုတီးသွားပြီဆိုတော့ထပ်ပြီးဖုံးကွယ်နေတော့မှမဟုတ်ဘူးဒီတစ်ခေါက်တောင်ပေါ်ကဆင်းလာတာကလူသားတွေရဲ့ဘဝကိုကိုယ်တိုင်လာကြည့်ချင်လို့ပဲတက်တေပြဖို့အတွက်ကျွန်တော်လက်တစ်ချက်ဝေယမ်းလိုက်ပြီးအနီးနားကလမ်းဘေးကြောင်တစ်ကောင်ကိုခန့်ညားထဲဝါတဲ့နတ်ဝိညာဉ်သားရဲ့တစ်ကောင်ဖြစ်ပြောင်းလဲလိုက်တယ်လက်ဆောင်အကြောင်းဆိုရင်တော့ရွှေနဲ့ငွေကလူသားလောကရဲ့ငွေကြေးပဲအဲ့ဒါတွေကိုငါ့ကိုဆက်တရာမတင်တော့ဘူးကြောက်မောင်ကအသက်ဝင်နေတယ်လို့ထင်ရတဲ့နတ်ဝိညာဉ်သားရဲ့ကိုကြည့်ပြီးဒူးထောက်ကဥချလိုက်တယ်မတေမျိုးအရှင်ရဲ့နတ်ဖျားစွမ်းအားကတကယ်ကိုအဆုံးအစမရှိပါဘူးဒီအဖိုးအိုအတွက်တော့ဒီနေ့မှပဲမျက်စိပွင့်သွားရပါတယ်ခဏလောက်စဉ်းစားပြီးနောက်သူကဆက်ပြောလိုက်တယ်မတေမျိုးအရှင်ဒီအဖိုးအိုမှာတောင်းဆိုစရာတစ်ခုရှိပါတယ်ချင်းလုံတောင်ကြီးမှာဝက်ဝနက်ဥဆောင်တဲ့ဓမြအုပ်စုတစုရှိပါတယ်သူတို့ကဝက်ဝင်စခန်းကိုနှစ်ပေါင်းများစွာသိမ်းပိုက်ထားပြီးအနီးအနားရွာတွေကိုလူရက်ကပစ္စည်းဥစ္စာအမြောက်များစုဆောင်ထားပါတယ်ဒီဓမြတွေကအလွန်ရက်စက်ကြပြီးအပြစ်မဲ့ပြည်သူတွေကိုအများကြီးဒုက္ခပေးခဲ့ပါတယ်ဒါပေမဲ့အာဏာပိုင်တွေကသူတို့ကိုနှိမ်နင်းဖို့နှောင့်နှေးနေခဲ့တယ်တိတ်တဆိတ်ကြားသိရတာကဝက်ဝနက်ဟာခရိုင်အုပ်ချုပ်ရေးမှုနဲ့ပူးပေါင်းနေတယ်လို့ဆိုပါတယ်လူယူထားတဲ့ငွေကြေးများစုကိုသူတို့နှစ်ဖက်မျှဝေယူကြပါတယ်ဒါကြောင့်အစိုးရရဲ့ဓမြနှိမ်နင်းရေးကအပေါ်ယံဟန်ပြလုပ်ယုံတာဖြစ်ပါတယ်ဒီလိုကိစ္စမျိုးတောင်ရှိသေးတာလားဒါဆိုလမ်းပြလိုက်တိတ်မကြခင်မှာပဲဝက်ဝင်စခန်းနီးကကြောက်ရွာတရွာကိုရောက်သွားကြတယ်သူတို့နှစ်ယောက်လည်းအလင်းအမြန်ပြန်ဖုံးကွယ်လိုက်ကြတယ်ကြောက်မောင်ကတပ်ပြင်းချရင်ပြောလိုက်တယ်ဒီကြောက်ရွာကဓမြတွေရဲ့ဒုက္ခကိုအခံရဆုံးရွာပဲရွာသားတွေအားလုံးကြောက်လန့်နေကြတယ်
အတန်နဲ့ကြားတာနဲ့အိမ်ထဲဝင်ပုံပြီးအပြစ်မထွက်ရဲကြတော့ဘူးဒါဆိုဘာလို့တခြားနေရာကိုမပြောင်းကြတာလဲအရှင်ကမသိနိုင်ပေမဲ့အခုခေတ်မှာအခွန်အကောက်တွေနေရာတိုင်းမှာကောက်ခံနေပါတယ်တာမန်ပြည်သူတွေနေစရာတောင်ဆုံးရှုံးနေကြပါတယ်ပြောင်းရွှေ့သွားရင်တော့အခြေချနေထိုင်ဖို့နေရာရှာမရနိုင်ပါဘူးဒီစကားကိုကြားလိုက်တော့ကျွန်တော်စိတ်ထဲဒေါသတွေတက်လာတယ်ဒီလိုကဘာကြီးမှာဒုက္ခခံရတာကတာမန်ပြည်သူတွေပဲအကျင့်ပြတ်အရာရှိတွေတောင်းကျမ်းပြီးဓမြတွေကလည်းအလိုတိုင်းလှုပ်ချင်တာလုပ်နေကြတယ်ငါမှဒီလိုစွမ်းအားရှိနေမှတော့လက်ပိုက်ကြည့်နေလို့မဖြစ်ဘူးအဲ့ဒီအချိန်မှာငိုတန်တိုးတိုးတန်ကြားလိုက်ရတယ်ထောင်းတနေရာမှာကိုယ်ရကြီးတဲ့လူတစ်ယောက်ခေါင်းငုံပြီးဒူးကောင်းကိုဖတ်ထားရင်းတကိုယ်လုံးတုန်ခါနေခဲ့တယ်ကျွန်တော်သူ့အနာသွားပြီးညင်ညင်တတမေးလိုက်တယ်အကိုကြီးဘာဖြစ်လို့ဒီလောက်ဝမ်းနေနေတာလဲအာနာပိုင်တွေကမကယ်နိုင်တော့ရင်ကျေးဇူးပြုပြီးကျွန်တော်တို့ကိုကယ်ပေးပါကျွန်တော်မိမနဲ့ကလေးတွေအတွက်လက်စားချေပေးပါငါကအစိုးရအရာရှိမဟုတ်ဘူးလမ်းကြုံလာတဲ့လူတစ်ယောက်ပဲဒါပေမဲ့လက်စားချေချင်တယ်ဆိုရင်ငါမင်းကိုကူညီပေးနိုင်တယ်ကိုယ်ရကြီးတဲ့အဲ့ဒီလူကမျက်ရည်အပြည့်နဲ့မျက်နှာကိုဖြည်းဖြည်းချင်းမှုတ်ကြည့်လာတယ်သူ့မျက်လုံးထဲမှာအံ့ဩမှုနဲ့မျှော်လင့်ချက်တို့ရောနှောနေတယ်သူကကျွန်တော်ကိုနောက်ဆုံးအားကိုးရလို့စိုက်ကြည့်နေခဲ့တယ်ဒီရက်ဆက်တဲ့လောကမှာသူ့အတွက်နောက်ဆုံးမျှော်လင့်ချက်လိုပါပဲသူ့ရဲ့နှဆိုင်တဲ့နာကျင်မှုကိုကျွန်တော်ခံစားမိခဲ့တယ်ဒီဖရိုဖီရဲ့ခစ်ကြီးအောက်မှာနင်းချခံခဲ့ရတဲ့တားကောင်တစ်ယောက်ပဲကျွန်တော်ဒေါသကပိုပြီးစူပွက်လာတယ်ဒီဓမြတွေနဲ့သူတို့ကိုနောက်ွယ်ကထောက်ပံ့နေတဲ့အကျင့်ပြတ်အာဏာရှိသူတွေကသူတို့အပေါ်ဘာမုံတိုင်းကြောက်တော့မယ်ဆိုတာလုံးသူမျှမသိသေးဘူးကိုသူကမျက်နှာကိုကြမ်းတမ်းစွာတုပ်လိုက်ပြီးတုံရင်နေတဲ့လက်တွေနဲ့ကျွန်တော်အင်ကြီးလက်ကိုစုပ်ကင်လိုက်တယ်ကျေးဇူးရှင်ခမည်းနောက်နေတာမဟုတ်ဘူးမလားဝက်ဝင်စခန်းကအဲ့ဒီတိရစ္ဆာန်တွေကကျွန်တော်တို့အကာအကွယ်ကြီးမပေးနိုင်လို့ကျွန်တော်မိမနဲ့သားကိုတပ်ပစ်ခဲ့တယ်သူတို့တက်နေတော့တောင်ရေမောနေခဲ့သေးတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ကကြွက်တကောင်လိုပုံရှောင်နေရတယ်တယောက်တည်းဆိုပြန်လဲတော်လန်ဖို့အင်အားမရှိခဲ့ဘူးသူ့အတန်တုံရင်နေခဲ့ပေမဲ့အခုတော့သူ့အတန်ထဲမှာမိတောက်လိုပြင်းထန်တဲ့ဆုံးဖြတ်ချက်ရှိနေခဲ့တယ်တကယ်ဒါခမားဆိုလိုတာမှန်ရင်ကျွန်တော်ကိုယ်တိုင်ခမားကိုအဲ့ဒီနေရာကိုလမ်းပြပေးမယ်တည်ရမယ်ဆိုရင်တော့သူတို့တွေကအနည်းဆုံးတယောက်ကိုခေါ်သွားမယ်ကျွန်တော်ကသူ့ပခုံးပေါ်ကိုတင်းငိမ်စွာလက်တင်လိုက်တယ်ပြီးတော့သူ့ကိုတင်းငိမ်သွားစေဖို့နတ်ဖျားစွမ်းအားအနှဲငယ်ကိုပို့လွတ်လိုက်တယ်အသက်ရှင်နေဦးသူတို့ပြိုလဲသွားတာကိုကိုယ်တိုင်မြင်ရမှမင်းရဲ့လက်စားချေမှုကပိုပြီးကျေနပ်စရာကောင်းလိမ့်မယ်ကျေးဇူးတင်ပါတယ်အရှင်ဆိုပြီးဂျန်ဝူကပြောလိုက်တယ်အဲ့ဒီနောက်လက်စားချေဖို့သွားဆိုပြီးလမ်းပြခိုင်းလိုက်တယ်သူများကဝန်နဲ့စခန်းရှိရောက်တော့ဓမြတွေကလက်နက်တွေနဲ့ချိန်ထားပြီးသားဖြစ်နေပြီးဓမြခေါင်းဆောင်ကဂျန်ဝူကိုမင်းကကြောက်ပြီးပုံနေတဲ့တယောက်လားလို့ပြောလိုက်တယ်ကြတော့လဲပြုံးလိုက်တယ်ပြီးတော့နတ်ဆွမ်းအားကိုတုံးပြီးမိစ္ဆာကြားအဖြစ်ဂျန်ဝူကိုပြောင်းပေးလိုက်တယ်ဂျန်ဝူကလည်းလက်သေးတွေနဲ့ဓမြတွေကိုစတင်တိုက်ခိုက်လိုက်တယ်ကြတော့လဲနတ်သားရဲကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်